ကြာများလွယ်သလားလေတန်ကတစိမ့်ဆန်နေပြီကျင်နာရနာကျင်နာနေရလဲခဲ့အချိန်ဆိုတဲ့သမားရောက်ပြူစားချက်ကြောင့်စိတ်ဓာတ်များပြောင်းနေပြီလားနေသားလို့နေပါကွာဒီကရတဲ့ချစ်ချင်းကမျက်လုံးမလားပါးစပ်ဖြာမလားဒါမှမဟုတ်အနဲ့ဆိုင်ဆုံးအသေးနှလုံးမလားဖြည့်ရှင်းခွင့်ပေးလိုက်ပါတယ်ချစ်တဲ့သူရဲ့အပြင်လူတွေဝင်ပါရင်ဝဲပြလိုက်မယ်စာ